Buddham saranam gacchami Dhammam saranam gacchami Sangham saranam gacchami Buddham saranam gacchami Dhammam ဒီနေ့သာသနာတော်သက္ကရာ2569ခုလူတော်ဝဟာရကောဇသက္ကရာ1389ခုဒေါသလင်းလာဆန်း9ရက်ဒီနေ့29ရက်8လ2025ခုရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတော်မြို့နယ်ပလဲမြို့တဲ့ရတနာမောင်တော်ရဓမ္မရိပ်သာဤ130နဲ့6ကြိမ်မြောက်ထိုလိုပေကျင့်စဉ်တရားစခန်းဒီတရားစခန်းကတော့မွေးနေ့ထိမ့်မှဖြစ်ဒီနေ့ပဲနဲ့ရမြောက်လာပြီ6ရက်မြောက်နေ့နော်နောက်ပဲနဲ့ရကြံဘယ်လိုတရက်နေ့ပြီးမယ်ပေါ့နော်တရက်နေ့နေ့စွန်ပြီးတော့ပြီးသွားတာပဲအဲ့ဒီတော့မိမိတို့ရရှိသောအချိန်လေးတွေပေါ့ရရှိထားသောအချိန်နာရီရက်ကလေးတွေဟာမိမိဘဝမှာဘယ်သောခါမှမေ့ပြောက်လို့မရတဲ့အသိဉာဏ်တွေကြံရှိထားဖို့လိုတယ်နော်မေ့ပြောက်လို့မရတဲ့အသိပြန်ပြောပါဦးဒီနေ့မိမိတို့ပြုလုပ်ထားသောကုသိုလ်လေးတွေကမေ့လို့ရမလားပရိယပฏิပတ်ဆိုတဲ့သာသနာနှစ်ရက်ကိုနံပါတ်1ပံ့ပိုးပေးတဲ့အလောဘကုသိုလ်စေတနာဒါနဟုတ်လားသီလတရားတွေကိုမကြိုးမပေါက်မပြောက်မကြားအောင်စောင့်ရှောက်ခြင်းယူသောအာဒေါသကုသိုလ်စေတနာနော်ခန္ဓာအစဉ်ကိုတတိတံပဲစေဉာဏ်ရှင်ပြီးသုံးသပ်ဆင်ခြင်ပွားများအားထုတ်ရခြင်းတည်းဟုသောအမောဟဝိပဿနာကုသိုလ်စေတနာအလုံးကိုစုလိုက်တော့ကုသိုလ်ဟာစေတနာဟုတ်လားစေတနာနော်ကုသိုလ်ဟာပါတယ်စေတနာတဏှာဖြင့်တထာထအတ္တယဝတ္ထုယုတ်ကိုမိပြီးဖြစ်တဲ့ကုသိုလ်စေတနာတထာထဟုတ်လားအဲ့ဒီတထာထသည်ခါတယံဉာဏ်နဲ့ရှင်တွဲတဲ့တခါတယံကံနဲ့ရှင်တွဲတဲ့နှစ်ခုဖြစ်တယ်ပေါ့ကံနဲ့ရှင်တွဲတဲ့တရာကြတော့ဘဝကိုသွားပြီးတောင်းတမိတယ်လေကံနဲ့ရှင်တွဲတဲ့တရာကဘာနဲ့ပေါင်းမိတတ်တယ်ကံနဲ့ရှင်တွဲပြီးတော့ဘုံဘဝကိုနှစ်သက်နေတတ်တယ်တောင်းတပြီးနေတတ်တယ်အဲ့ဒါကသစ္စာတရားတွေကိုမသိသေးတဲ့အခါကျတော့ဘာပဲပြုပြုဤကုသိုလ်ကောင်းမှုတို့ကြောင့်ဖြစ်လျာဘဝတိုင်းလို့ဘုံဘဝကိုစိတ်ကညှတ်တတ်တယ်ဟုတ်လားဒါဘဝအကြောင်းကိုနားလည်လို့လားနားမလည်လို့လားဒီနေ့ယောဂီသူတော်ကောင်းတွေအားလို့ကိုမိသားစုတွေအမိဖညီကိုမောင်နှမအများကဲ့သို့သဘောထားပြီးဘုန်းကြီးတို့ပြောပါတယ်တို့တဏ္ဍာန်ထဲမှာသစ္စာတရားတွေသိလာသလားမသိလာဘူးလားသိတော့ဘဝအကြောင်းကိုနားမလည်လာဘူးလားတန်တရာအကြောင်းကိုလည်းနားမလည်လာဘူးလားဘဝအကြောင်းတန်တရာအကြောင်းကိုနားလည်သဘောပေါက်တော့ဘဝမှန်သမျှဘယ်ဘဝရရာသစ္စာဖွဲ့လိုက်ပါဒုက္ခသစ္စာပဲဟုတ်လားဒုက္ခသစ္စာဆိုတာမဟုတ်ခြင်းပဲနဲ့
ထိုနေကြရတယ်မနာခြင်းပဲနဲ့မသိခြင်းပဲနဲ့မကွဲခြင်းပဲနဲ့ရှိခင်မြန်တို့နဲ့ပုဂ္ဂိုလ်တို့အတူတို့ကမနေရတဲ့ကွဲကွာရတဲ့သဘောကိုမရှင်းမနေတဲ့ပုဂ္ဂိုလ်တွေနဲ့လည်းအတူတကွနေရတဲ့ဒုက္ခတွေကိုလိုချင်တာတောင်းတာမရလို့လဲဆင်းရဲရတယ်ဟုတ်လားဆွဲလန်းခြင်းဥပါဒံတရားတွေရရှိလို့လဲဆင်းရဲရတယ်တို့တစ်ကိုယ်လုံးမှာဉာဏ်မျက်လုံးနဲ့ကြည့်ပတမန္တစက္ခုနဲ့မကြည့်နဲ့ပေါ့မန္တမျက်လုံးနဲ့မကြည့်နဲ့အဝိဇ္ဇာတဏှာမျက်လုံးနဲ့မကြည့်နဲ့ဝိဇ္ဇာမျက်လုံးအရိယာမျက်လုံးဒီသာသနာတွင်မျက်လုံးကိုတက်ပြီးတော့ကြည့်ဟုတ်လားအရိယာမျက်လုံးကိုပုထုဇဉ်မျက်လုံးမှာအရိယာမျက်လုံးကိုပြောင်းပြီးတော့တက်ကြည့်ရင်တရားဟောပုဂ္ဂိုလ်ရောတရားနာပုဂ္ဂိုလ်ရောတလောကလုံးမှာဘုဘရွရွမြင်သိမြတ်တော့သိရှိပြောပြောသိမဲ့ပြောပြောသိရှိသိမဲ့ပြောပြောခန္ဓာဇာတိရထားတဲ့ပုဂ္ဂိုလ်မှန်သိမြတ်တို့သည်ဘာသစ္စာရဒါနားလည်ရနော်ပရိသန်နေလိုက်တဲ့အချိန်ကစပြီးတော့ခန္ဓာကြီးကဘာနဲ့စဒုက္ခနဲ့စလာတယ်မွေးလာတဲ့ပုဂ္ဂိုလ်တိုင်းဒီမအိုတဲ့ပုဂ္ဂိုလ်ရှိလားမနာရတဲ့ပုဂ္ဂိုလ်ကိုမသိရတဲ့ပုဂ္ဂိုလ်ရောအားလုံးတာဟိုရမှာပဲကြောက်ဖို့မကောင်းဘူးလားတဖြည်းဖြည်းအဲ့ဒါမှအမျိုးမျိုးသောလောကဓာတ်တွေနဲ့တွေ့ကြရအောင်မှာပဲဟုတ်လားငမ်းမွားခေါင်းပါတဲ့ဘေးပြောတန်ကြားခဲ့တယ်ဟိုနေ့ကဟောငါပြက်ပဲစဘာမှခြာစရာဖွေစရာလည်းမရှိစားစရာလည်းမရှိဆွဲကြိုးချသေးကြတယ်နော်အစိတ်တော့သေးကြတယ်လောကကြီးဟာစိတ်ညစ်လာတာကိုနော်ဘဝကြီးကိုထွက်ပေါက်လည်းမရှိဘလို့မှနေလို့ထိုင်လို့မရအစင်မပြေတာတွေလောကဓာတ်အစင်မပြေတဲ့အလောဘတွေဟုတ်လားအာယတာတွေနော်အလာဘောကိုလလပါမရှိအာရတော့ရှံရံတွေလည်းမိသားစုတိုင်းဝန်ကြီးကဟိုရောက်ဒီရောက်အထီးကျန်ဖြစ်နော်ကို6လှမ်းလာနော်နေနံပဒနာဆိုတာရှင်းမွှန်းမှုကမရှိဘူးကဲ့ရဲ့မှုတွေပဲဖြစ်လာဒုက္ခကာယိကဒုက္ခစေတသိက်ကဒုက္ခကိုပန်းစိတ်နွမ်းလာလောကကြီးပျော်စရာလားကြောက်စရာရောင်းတရားဓမ္မတွေအနေငယ်အစဉ်ပြေတာလေးကိုတာယာပြီးမနေနဲ့ဟုတ်ကဲ့လားအနေငယ်လေးအစဉ်ပြေနေတာလေးကိုသေကြမနေနဲ့အာကြမနေနဲ့ရှိမှဘယ်လိုလောကဓာတ်တွေတွေ့ရမယ်ဆိုဘယ်သူမှမသိနိုင်ဘူးဟုတ်ကဲ့လားဒီနေ့တို့ကျញ្ញမ်းမာလေးအသင့်တင်းလေးအစဉ်ပြေနေတယ်အခုဆိုရင်ယောဂီများသီလတရားတွေလည်းမကြိုမပေါက်မကြောက်မကြမပြောင်းမကြောက်အောင်စောင့်ရှောက်နိုင်တဲ့ဘဝလေးဖြစ်ဟုတ်လားတတိပဒံတရားတွေမြတ်စွာဘုရားဆုံးမတော့တတိပဒံတရားတွေကိုလည်းတို့စိတ်တန်းကြအာထုတ်ခွင့်ရနေတယ်ဟုတ်ကဲ့လားဝိပဿနာဆိုတဲ့တရားသီလဉာဏ်တို့ကိုဆရာသမားတွေကိုအကြောင်းရင်းခံပြီးတော့အဆုံးအမလေးကိုဘုရားဆုံးမတဲ့မျက်စိမှာပฏิပဒါလမ်းပင်ကျင့်ကြံပွားများအာထုတ်ခွင့်ရနေတယ်ဒါသိကံကောင်းတဲ့အချိန်တွေသိကံကောင်းနေတဲ့အချိန်တွေဟုတ်လားကံမကောင်းတဲ့နေ့တနေ့ရှိမှရှိအောင်မဲ့ဆိုတာလဲသဘောပေါက်ထားအောင်ဟုတ်ကဲ့လားဟိုခဏလေးတကွက်ကလေးကြည့်မနဲ့တလောကလုံးဖြန့်ကြည့်နိုင်ငံတကာမှာအဲ့ဒါလိုဖြစ်နော်ထိတ်လန်းကြီးလန်းစာစားပြီးနေကြရတဲ့ဘဝဟိုကဒုံတိုင်းနဲ့ဒီကဒုံတိုင်းလေဟ
ဟုတ်လားစကားပြောနေတော့ဒိန်းညောင်းဆိုပြဟာဒိုင်းညောင်းလို့အတန်ကြီးကြားလာဟေ့တခါဒီဘာဖြစ်လဲဟိုနာကပါဗျာနည်းနည်းလေးလောက်စမ်းကြည့်နေတာခင်ဗျားတို့စမ်းတာရင်ထဲမကောင်းဘူးတော့အန္တရာယ်ကင်းကြပါစေလက်သူတို့အတန်ကြာလှမ်းမြတ်တာပို့မကောင်းဘူးပေါ့ဟုတ်လားထို့ထိုအာယုံမှန်တယ်များဒီကောင်းသောအာယုံလားမကောင်းတဲ့အာယုံလားမကောင်းဘူးအကျွေးတွေကလည်းများတယ်ထင်ပါရဲ့ဗျာဟုတ်လားတန်တရာအကျွေးတွေလေပါအကျွေးတွေပြီးတော့ဘုန်းကြီးတို့တရားဓမ္မတွေလည်းဆူတော့မကောင်းဘူးထင်ပါတယ်တချို့တော့ကောင်းတယ်ပေါ့တချို့တော့မကောင်းဘူးဟုတ်လားအခုကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ခွင့်ရနေတာကတော့ကောင်းတယ်ပေါ့ကုသိုလ်ကောင်းမှုတွေပြုခွင့်မရဘူးဆိုရင်ကောင်းမလားမနေ့ကအနေငယ်လေးပြောခဲ့တယ်လို့ပေါ့နော်ဒီအတ္တမယသုတ်တော်ထဲမှာယောဂများစွာဖြစ်သောအခါတရားရှာလို့မလွယ်ပြီဟုတ်လားဘေးဆိုးများစွာဖြစ်သောအခါတရားရှာလို့မလွယ်ပြီတန်ခါများစွာကွဲပြားရှာတရားရှာလို့မလွယ်ပြီဟုတ်လားငတ်မွတ်ခေါင်းပါတွေးကြုံညတရားရှာလို့မလွယ်ပြီဟုတ်လားငတ်မွတ်ခေါင်းပါဘေးနဲ့ရင်ဆိုင်ရပြီဆိုတရားရှာလို့တရားတွေအထုတ်လို့ရမလားဟာဘယ်မှာစပီးဒီဘာဖြစ်နေပြီဟောတာဖြစ်နေပြီဆိုရင်ဒီတရားတွေမှတ်ရှင်းလို့ရမလားတရားဟောတဲ့ပုဂ္ဂိုလ်ရှိတယ်ဆိုကြပါစို့အရှင်ဘုရားကြီးအရှင်ဘုရားတရားဖြစ်ဖြစ်ခဏနာအောင်ဟိုမှာအရေးကြီးတယ်ဟုတ်လားဖြစ်ဖြစ်အရေးမကြီးဘူးဟိုမှာကအရေးကြီးတယ်ဘုရားအမန်ဟိုဒီနေ့က29နှစ်နေ့ကဒကမာကြီးတွေအဲ့ဒီကရိတ်တာဟိုဘုရားတက္ကသိုလ်ရောက်လာတဲ့တရားတွေဘာနာပြီးရှိရင်ဒကမာကြီးတွေခဏနေအောင်လေဟိုဘက်အရှင်ဘုရားဟိုဘက်မှာနည်းနည်းအရှင်ပြေတယ်ပြောတယ်ဟိုဘက်မှာဝက်သားနဲ့စားသွားစားအောင်မယ်ဝက်သားတန်းစီလိုက်အောင်ပဲဘုရား။အော်ဖြစ်မှဖြစ်ရလေ။တို့ဒီမှာဝက်သားမပါဘူးလားလို့ပြောလိုက်ရ။ပါသလားတော့မပြောတတ်ပါဘူးဟိုမှာကအတိကြပဲ။ဒီမှာမသေးကြဘူး။ကိုတောင်မစိတ်မကောင်းအိုးဖြစ်နေကိုကလည်းကမ္မမလေးတနေရသွားလိုက်တယ်။ဟိုကကိုလှုပ်တဲ့ကုသိုလ်စေတနာလေးသွားပြီးအာယုံယူကြည့်တာပေါ့လေ။ကိုရောက်တော့တန်းစီပြီးနေဩကလေးလေးတွေကအစလူကြီးတဲ့အသက်80နာတိတချို့ကတောင်မွေးတွေထောင်းပြင်းချို့လူမျိုးဘာသာမရွေးဟုတ်လားတချို့ပုဂ္ဂိုလ်တွေကအိမ်မယူသွားဘူးတဲ့ဝက်သားတွေလမ်းမှာရှင်းပလိုက်တယ်အိမ်ယူမစားရမှာဆိုလို့နော်ငါမစားမှဆိုဘာသာမရွေးကိုဘုန်းကြီးတို့ကဒါကြောင့်မှတ်ထားတယ်ဟောကိုနေပြီးရင်တပည့်တွေတရားမှနည်းနည်းအကြောင်းကြားပြီးတော့ကြာရောအကြောင်းကိုအကြောင်းကြားမယ်တလအနည်းဆုံးတစ်ချိန်လောက်တော့လှမ်းလှူမလို့နော်အဲ့ဒီမှာအနည်းဆုံး3000လောက်ရှိတယ်စေပီတွေရောနောက်နေရာမှာလည်းဟိုမှာ2000လောက်ဒီမှာ2000လောက်တော့ရှိတယ်တနေရာလေးကိုတလတစ်ချိန်တော့တစ်ချိန်ဆိုတော့အနည်းဆုံး360လောက်တော့ကုန်တယ်360 90လောက်တော့ကုန်မှာပေါ့ဒါပေမဲ့ဒီကြားထဲမှာကိုတတ်နိုင်တဲ့ဘက်ကပေါ့နော်ဒုက္ခိတတ္တဝါတွေဩဆင်းရဲနဲ့ဆင်းရဲရင်တက်တာရပါစေပေါ့ဟုတ်လားဘုန်းကြီးကပြောတယ်တချို့ကပြောတယ်မြောက်ဦးဆရာတော်ပတ်စံတွေတော်တော်လှူကြတာပြောတယ်ဘဲကမြအဲ့လောက်ဒီဘုန်းကြီးပတ်စံတွေရတယ်ဘာစည်းဝါးရေးလုံးနေလဲအဲ့ဒါလို့ပြောတယ်ဘုန်းကြီးကပြောပြတယ်အဲ့ဒါတွေကဟုတ်တယ်လှူကြတာပဲဘာလုပ်နေလဲဒီဘုန်းကြီးတခါတည်းမှောင်ခိုများလုပ်လဲအဲ့ဒါလာစမ်းတာရှိသေးတယ်စမ်းသပ်ခံရသေးတယ်ဗျာနောက်စမ်းသပ်ခံရတယ်နောက်ကတွေကားတွေနဲ့လိုက်ပြီးစမ်းသပ်ခံရသေးတယ်ဒီဘုန်းကြီးဒါလည်းပိုက်ဆံတွေဘာတွေလုပ်နေလဲနောက်ကလာတော့အဲ့ဒီနောက်ကလာတဲ့ပုဂ္ဂိုလ်ကဘုန်းကြီးတို့မြောက်ဦးရောက်သွားတာဟိုတခိုးတဲ့နည်းနည်းကြာပါပြီအဲနောက်ကလိုက်ပြီးတော့သူစစ်သေးအဲ့တော့သူတို့ကခက်လန်းလန်းကကြည့်တရားဓမ္မတွေမြောက်ဦးရောက်တော့ဘုရားမဟာမုဒိဘုရားကြီးတွေ့လဲစီမံနေတယ်ဆိုတော့အဲ့ဒါကိုလာလူကြဟိုက100လူကြဟိုက50လူကြဟိုက200လူကြအဲ့ဒါလို့လာလူကြတာသူတို့မြင်သွားတော့ဩဒီဘုန်းကြီးကဒါကိုဟုတ်လား
အဲ့ဒါဗဒီဘုန်းကြီးကဒူလို့ကိုဒုက္ခပြန်ဗဒီမူရေးဆေးဝါးကိုမှောင်ခိုလုပ်နေတယ်လို့သူတို့ကတော်တော်ဆိုးတယ်လူတွေနော်အဲ့လိုခံရတာဒါပေမဲ့အမှန်ကိုသိသွားတဲ့ခါကျသူတို့မပြောတော့ဘူးဒါမလုပ်တော့ဘူးသိနားလဲသွားပြီဘုန်းကြီးကပြောပြတယ်ရှင်ဖေကဘာသိတိတီပေါက်နေတယ်ဗျာသိတိလာသေးတယ်ဥပ္ပဘုန်းကြီးထဲမှာလို့ဘာလို့သိတိမောက်မောက်တို့ဓမ္မသိတိပေါက်တယ်ဗျာလို့ပြောလိုက်တယ်ဘာသိတိဓမ္မသိတိဆိုဘာပြောတရားတွေရှိတယ်ကျုပ်တဏ္ဍာထဲမှာကျုပ်တို့စောင့်ထောက်ထားတဲ့သီလသိက္ခာတွေတမ္မာတိသိက္ခာပညာသိက္ခာဘုတ်တွေရှိတယ်အဲ့ဒါဓမ္မလို့ပြောတယ်ဟုတ်လားကိုလောကကြီးအသက်နဲ့လှဲပြီးတော့ကျင့်ထားတယ်လေလောကဓာတ်ကြီးအသက်တည်းများအသက်နဲ့လှဲပြီးတော့ကျင့်ထားတယ်လောကကြီးစွန့်စားပြီးအားထုတ်ထားတယ်အဲ့ဒီကုသိုလ်ကောင်းမှုတွေကဒကာဓမ္မတွေနောက်မကွယ်ဘူးလူမသိရင်နတ်သိတယ်မြတ်စွာဘုရားရှင်ကပြောတယ်အစ္ဆတိကောဘိက္ခုစီတောဝိတသီလဝတ္တောစေတောဝိတုတ္တတာမင်းတို့သီလသမာဓိပညာတရားသာပြည့်စုံအောင်တို့လိုချင်တာအကုန်ဖြစ်လာမယ်ဖြစ်ရှင်တာကိုဖြစ်လာတယ်သို့တော့ကုသိုလ်လုပ်တယ်ဆိုတာလိုချင်လို့လုပ်တာမဟုတ်လိုချင်လို့လုပ်တာမဟုတ်မလိုချင်လို့လုပ်တာဟုတ်လားအလူတခုသွားလူတဲ့မလိုချင်လို့သွားလူတာလိုချင်တဲ့စိတ်နဲ့လူတာမဟုတ်ဘူးဟုတ်လားကိုယ်အကြောင်းရင်းခံပြီးတော့ဒကာရမတွေဘဝသက်တာရပါစေတော့ဆန္ဒကိုပြုတဲ့ပြုတိုင်းမှာဘာပဲပြုဘုန်းဘုန်းတို့ဆန္ဒထဲမှာဣဒံပုညဘာကအရဟတံပါဘုဏန္တိဒီစုပဲရှိဤကုသိုလ်ကောင်းမှုသည်အရဟတမဉ္ဇဉ်ဘုံညာအတွက်ဖြစ်ပါစေရှည်လျက်တဲ့ဆုကြီးကိုမတောင်းဘူးဟုတ်လားဘယ်ဆုမှမတောင်းဘယ်ဘဝဆုမှမတောင်းဘူးအရဟတမဉ္ဇဉ်ဘုံညာအတွက်ဖြစ်ပါစေဒီဘဝမရနောက်ဘဝပေါ့ဟုတ်လားကိုရည်ရွယ်ချက်ပန်းနေရောင်းအောင်ထိတော့တာအလုတ်လုတ်သွားရမှာပဲသမိုင်းကြီးတွေနှလုံးသားထဲမှာရေးချက်သွားမှာပဲဘာသမိုင်းလဲမေ့ပြောက်လို့မရတဲ့ကုသိုလ်သမိုင်းပြန်ပြောပါဘုန်းကြီးတို့ဘာဝင်တရားဓမ္မတွေတို့ဒီနေ့တို့သမိုင်းရေးနေကြတယ်မဟုတ်လားဘာသမိုင်းနဲ့မေ့ပြောက်လို့မရတဲ့ကုသိုလ်သမိုင်းလောဘတွေငြိမ်းတဲ့ကုသိုလ်သမိုင်းဒေါသတွေငြိမ်းတဲ့ကုသိုလ်သမိုင်းမောဟတွေငြိမ်းတဲ့ကုသိုလ်ကသမိုင်းဟုတ်လားထိုသမိုင်းသည်မေ့ပြောက်လို့မရဘယ်သူနဲ့မှမဆိုင်ဘူးကိုပြုကိုရသူတစ်ပါးတွေကရန်တုတ်မှန်တုတ်တာလှမ်းပြောနေတာအပြစ်တင်နေကြတာဟုတ်လားရန်တုတ်မှန်တုတ်ပြီးတော့လူကိုနှိပ်ကွအမျိုးမျိုးပြောဆိုနေကြတာကိုယ်ကြောင့်ကိုယ်သိဆုံးမယ်ဟုတ်လားကိုပြုလုပ်တဲ့ကုသိုလ်တွေကိုသိဆုံးမယ်ကိုယ်တဏ္ဍာထဲမှာသီလတွေဘယ်လောက်ရှိမရှိကိုယ်သာသိဆုံးမယ်ဘယ်သူမှမသိဘူးကိုယ်တဏ္ဍာထဲမှာကိုယ်တရားနဲ့ရှိမရှိဆိုတာကိုယ်သာသိတယ်သူဘာမှမသိဘူးဟုတ်လားတရားဆိုတဲ့အသီးလေးဟာကိလေသာခေါင်းပါအောင်အားထုတ်နေတဲ့အလုံးမဟုတ်လားဘာခေါင်းပါအောင်အဲ့ဒီတော့ကိလေသာခေါင်းပါတဲ့အလုံးဟာဘယ်သူဆုံးမတဲ့ဒီနေ့ဘုန်းကြီးတို့တရားဓမ္မတွေတို့ကိလေသာ10ပါးတဲ့က2ပါးလောက်တော့ပယ်လဲအောင်ကြိုးစားထားညာအလုံးတော့မပယ်လိုက်နဲ့ဦးခြံထားဦးတရားကြီးကြားလားဘယ်လိုကြားတော့ခင်ဗျားတို့ကလိုချင်သေးလို့ဆိုတစ်ဖက်900လောက်ဒီဘဝတော့တီးခံမယ်ဖေဟာနောက်ဘဝတစ်ဖက်900ယူမလို့အမဲအဲ့ဒါလိုလာသေးတယ်ဒကမကြီးတယောက်ကလည်းဗာပြောလဲဆိုရှင်ဖေကနတ်သမီးတွေတစ်ဖက်900ရတယ်ဟုတ်လားရှိတယ်ရတဲ့ပုဂ္ဂိုလ်အများကြီးပဲနတ်သမီး900မပြောနဲ့9သိန်းတန်ရှိပြီးတော့နတ်သမီးခြံရံနေရှိတယ်မြို့သမီးတို့နတ်သမီးကြီးတွေမှာတကုတ်ကြီးတဲ့ဟိုတင်ပေါ်နဲ့အရိယာနတ်သမီးတွေဟုတ်လားရောဟိနီနတ်သမီးတို့ဆိုရင်အိုးနောက်ဆုံးမှဗိမာန်နေကြားထဲမှာကိုသီးသားမဗိမာန်နေကြားမှာသွားဖြစ်တာသူက
ဟိုနတ်မင်းကြီးတို့ကလည်းဟိုနတ်မင်းကြီး၄ပါးတို့ကလည်းငါဗိမာန်နဲ့နည်းနည်းနီးတယ်လူကြတယ်နော်ဟုတ်လားသူဗိမာန်နဲ့နီးတယ်လူကြသေးတာနော်နောက်ဆုံးတော့တရားမင်းထံရောက်သွားတာတရားမင်းကြီးဆုံးဖြတ်ပေးပါကျွန်ုပ်နဲ့နည်းနည်းနီးတယ်ဟိုနဲ့နီးတယ်ဘယ်လိုနီးတယ်ဖြစ်ပုံကတဲ့ဘသူနဲ့မှမနီးဘူးအလဲတဲတယ်မှာသွားဖြစ်တာခလဲတဲတယ်မှာဆွမ်းသားကြောင့်တက္ကမနော်ရောဟိနီမျိုးသမီးဟာအဲ့တော့ချောချောအလွန်ချောတဲ့သောတပန်လည်းဖြစ်သွားတဲ့အခါသူ့ရဲ့ဘဝအဲ့လိုဖြစ်တော့ဟိုတရားမင်းရောက်လာတော့ရောဟိနီနတ်သမီးလည်းတွေ့လိုက်ရောမင်းတို့ကဘလို့အရှင်နေရှိရင်ကျွန်တို့ကမရလို့ရှိရင်ကျွန်တို့ရောဟိနတ်သမီးမြင်လို့ရှိရင်မျက်လုံးတောင်မှမိတ်လို့မရတော့ဘူးမျက်လုံးကနန်းမျက်လုံးလိုဖြစ်နေရပါတယ်အရှင်မင်းဟာတယောက်ကမေးပြန်တော့တပည့်တော်ကတော့ကျွန်ုပ်ကတော့တရားမင်းကြီးဟိုမိုးရသည်မှာတောင်ပေါ်ထက်ကရီကျတယ်လို့ပဲရီအလုံးလဲဆင်းလာတော့အဲ့တော့တပည့်ကျွန်ုပ်ရဲ့ဆန္ဒထဲမှာရောဟိနီမြတ်သမီးမြင်လို့ကျအလုံးလိုက်ခံစားရတယ်လောဘောကတိကတတယ်နော်တယောက်ကြလို့ရှိရင်အိုးထင်အချင်းတရားမင်းတဲ့ကျွန်တော်ရောဟိနီမြတ်သမီးမြင်လို့ရှိရင်လေဘလို့မှအဲ့လိုမပြောဘူးဗျာနောက်တရက်ကတော့ကျွန်တော်တော်ခံပြင်းနေဗျာဒီရောဟိနီနတ်သမီးမြင်တော့အဲ့ဒါအကုန်လုံးကိုစင်းချပြတယ်မင်းကဘယ်လိုရှိတယ်၄ယောက်မင်းတို့ကတက်တာရသေးတယ်ငါတရားမင်းကရောဟိနီနတ်သမီးမရရင်သေလောက်တော့ငါသေတော့မယ်နတ်မင်းကြီး၄ပါးကဘာပြောလဲဆိုတော့တရားမင်းကြီးမသေးပါနဲ့တရားမင်းယူပါလေအမချော့ပေးတရားမင်းကြီး၄ပါးအဲ့ဒါကြည်စမ်းဟုတ်လားတရားမင်းကြီးကလည်းသူ့နတ်မိတ်မဲ့ဖေရတဲ့သိမ့်ရှိပြီးဂရေရှိပြီးရှိတာကိုအဲ့ဒါသူကသောတပန်နတ်သမီးဆိုတော့ကဲသူယူသွားတော့သူ့နာမှာအချမ်းရံတွေကတပုံကြီးဖြစ်သွားတာသိမ့်ရှိပြီးရသွားတာကံတရားပြောတာပါထိုက်တံမှလည်းရတာမထိုက်တံမရဘူးဟုတ်ကဲ့လားဘယ်လောက်ပဲကဏ္ဍမျက်လုံးလိုပဇွန်မျက်လုံးပဲနေတောင်ပေါ်တကကြတဲ့ပဲရီလိုပဲနေအိတ်မပြောပဲလင်းနေဘာဖြစ်ဖြစ် तू ကတော်သေးတယ်တဲ့မင်းတို့ကငါကမရချင်းငါတည်တော့မယ်ဒီလောက်ထိယောဂသဲတာဘာယောဂတွေကိလေသာယောဂဒါကြောင့်ကာမယောဂကိုတွင်းနာကကိုယ့်ရနဲ့တိဆေးမရှိတရားမင်းလဲသောတာပန်လို့တာမန်ပုဂ္ဂိုလ်မဟုတ်ဘူးတရားမင်းပါတဲ့သောတာပန်တောင်မှပဲမရသေးတယ်ငါဘာဖြစ်တယ်သေတော့မဲ့တိုင်ဖြစ်တာတဲ့ဒါမှဒကာကြီးတွေကြည့်လို့အောင်အဲ့တော့မယောဂမသဲနဲ့ဟုတ်လားဘာဖြစ်ပါဗျာဒကမကြီးတွေအားလို့ကိုကြီးချွချွလန်းလန်းပြောတာပါကံကျိုးပြီးကိုအကျိုးပေးတာကိုပြောပြတာကံလန်းကိုပြောပြတာဟုတ်လားကံတတ္တိကဒီလိုကျောင်းတကာတွေကျောင်းအမတွေဒီလောက်ထိတာစေရနာတွေကောင်းတော့အထက်တန်းရောက်သွားတာပြောတာဘယ်သောခါမှဒုက္ခိဘကိုမရောက်တော့ဘူးဟုတ်လားဆင်းရဲတဲ့ဘဝကိုဘယ်တော့မှမရောက်တော့ဘူးတက်တန်းတိုးတဲ့နေရာမှာဘယ်တော့မှလာမဖြစ်တော့ဘူးသူတို့နတ်ပြည်မှာတက်တန်းရှိတဲ့နေရာမှာဘုံစင်ဆံပြီးတော့နောက်ဆုံးဟိုသုဒ္ဓဝတ္တပြမဘုံမှာပင်လေအနာဂံဖြစ်နေအဲဒီမှာယန္တာပင်ပြိဋိဘာဆံတော့မှာပဲဩနာတိရက်သွားတာပဲပေါ့ဟုတ်ကဲ့လားအဲ့ဒါစကလုံးလေးခဏပြောလိုက်တယ်ဒါဟာသမိုင်းရေးသွားတာဥပမာလေးပြောပြတာရှေ့တုန်းကသူတော်ကောင်းတို့သည်ဘဝသမိုင်းကိုနှလုံးသားထဲမှာအပြည့်ရေးသွားချကြတယ်နော်နှလုံးသားထဲမှာအပြည့်ရေးထားတယ်အနည်းငယ်လေးပြောမယ်ရောဟိနီနတ်သမီးကြောင့်လည်းသူကအရှင်အနရုဒ္ဓရဲ့ညမကိုသူကယောဂအတိတ်ကမိဖုရားဖြစ်ခဲ့တယ်ဘဝတစ်ခုမှာမိဖုရားကြီးဖြစ်တော့သူ့မြောက်ယောက်ျားကိုသိရှစ်တာဒါမဲ့ဘယင်ကြီးကကာရှိတဲ့ဒီကြတယ်မျက်စောင်းထိုးတယ်ကာရှိတဲ့အနန္တအဲ့ဒီကာရှိတဲ့မျိုးသမီးတယောက်ကချောကားကြောလို့လှလဲလာတဲ့ဘယင်ကသူ့နောက်တော့ဒီကောင်မလေးနန်းတော်မှာနေလို့မရအောင်ဆိုခွေရသည်အပွေးတွေအဲ့ရမှာသွားကျဲထားမိဖုရားကအဲ့တော့ဟိုကာရှိတဲ့မလေးလာတော့အဲ့ဒါအိတ်တော့ဖြစ်ရောရတာဗောယာနာတွေဖြစ်ပြီးရှင်းနန်းတော်ထွက်ပြေးသွားချအဲ့ဒီအာဟုသောကံသူငရဲပြီးရောက်ဘဝတန္တရာမှာအနုယောဂဆွဲကပ်ပြီးဖြစ်ခဲ့ရနောက်ဆုံးဒီသောတာပန်ဖြစ်မဲ့ဘဝတောင်မှာအနုယောဂမှလေးဖြစ်တယ်အနုတယ်မှလေးဖြစ်
လူကြားတဲ့မဝင်ရဲဖြစ်မောင်လုံးတဲ့ပုဂ္ဂိုလ်ကယဟန္တာကြီးဆိုတော့ငါနမတဲ့နင်းကိုနင်းကုသိုလ်ကောင်းနင်းမှာလက်ဝတ်တစားတွေရှိတယ်16နှစ်အရွယ်မှအဲ့လိုဖြစ်သွားတာနော်လက်ဝတ်တစားတွေရှိတယ်အကုန်ရောင်းနင်းပိုင်ဆိုင်တဲ့ပစ္စည်းတွေအကုန်ရောင်းပြီးတော့ဆွမ်းစားကြောင်းဆောက်လူကြောင်းဆောက်လူအကြံပေးမြတ်စွာဘုရားကဘုရားရှင်အကြံပေးသူကမောင်လို့တဲ့ပုဂ္ဂိုလ်ကသွားပြောတော့ပြောတဲ့အတိုင်းလိုက်လို့တယ်ပြီးတော့ဆောက်လိုက်တဲ့အခါကာလမှာဆောက်လို့အဲ့ဒီမှာအမိုက်တလဲတွေရှိတယ်တပည့်စီလဲအဲ့ဒါမှရေအိုးတွေရေတောက်ရေတောက်သရုတ်တိတာရေအိုးကြီးတစ်လုံးလှူထားဒါတဲ့ပုဂ္ဂိုလ်တောက်သုံးလို့ရအောင်နေတဲ့တပည့်စီလဲပြီဒီနေရာမှာအဲ့ဒါတပည့်စီစလဲတဲ့နေရာစပြီးတော့သူယောဂတွေတက်တာလာနော်အဲ့ဒီနူနာယောဂတွေခန္ဓာကိုယ်ထဲမှာအရေးတစီစီဖြစ်နေတာကိုအရေးဒီခန်းချောက်သွားတယ်တပည့်စီလဲတဲ့အချိန်နေတိုင်းတဖြည်းဖြည်းခန်းချောက်လာတဝဲလောက်သက်သာရွာဒါပေမဲ့ခန္ဓာကိုယ်တို့ကကြည့်မကောင်းရှုမကောင်းပေါ့ဆွမ်းသားကြောင်းလဲပြီးတော့ဘုရားရှင်ကြွတန်ဃာတော်တွေကြွအဲ့ဒီမှာဆွမ်းကောင်းဝေယဖုံးပြီးတရားဟောတော့သောတာပန်တည်တယ်ရောဟိနေမျိုးသမီးလေးပါဖြစ်တယ်သောတာပန်လည်းတည်တော့ယောဂါတွေခန္ဓာကိုယ်ထဲမှာဖြတ်ဆိုအကုန်ပျောက်သွားတာရေစက်ချတဲ့နေ့မှာယောဂါတွေအကုန်ပျောက်တာနုနာယောဂါတွေပျောက်သွားတယ်ဒါကြောင့်မို့လို့ဒီတပည့်စီလဲရတဲ့အကျိုးဟာယောဂါတွေပျောက်ကင်းစေတယ်တဲ့ဘုရားအကျိုး၅ပါးပြတပည့်စီလဲရတဲ့အကျိုးယောဂီတွေကြားလားကိုယ်အဆောင်ပေါင်းကညက်ပတ်ပြီးမနေစေနဲ့နော်ပဝန်းကျင်မှာညက်ပတ်မြင်လို့ရှိသိဝက်ကလေးရောက်ကောက်ပြီးတဏှာမှာသွားပုံလိုက်အဲ့ဒါကုသိုလ်ခန္ဓာယုံဆရာတော်ကြီးကသူကပ္ပိယပြောတယ်ကပ္ပိယကအမိုက်ပုံနာမှာအဲ့ဒါခွေးတွေချိညက်ပတ်ထားတာခွေးတွေညက်ပတ်ထားတော့မစင်စွန့်ထားတော့ကပ္ပိယခေါ်တယ်ကပ္ပိယလာရောက်လာအဲ့ဒါမင်းနတ်ပြည်ကပ္ပိယကိုဆရာတော်ကြီးကပြောတယ်အဲ့ဒါနတ်ပြည်กว่าဩခွေးချိကိုပြည့်ရင်နတ်ပြည်ရောက်တာကိုအဟုတ်လေဒါရည်စရာမဟုတ်ဘူးရည်စရာမဟုတ်ဘူးတကယ်အဲ့ဒါခွေးချိပုံနဲ့တော့အဲ့ဒါနောက်တနေ့ကျတော့ကပ္ပိယခွေးချိကိုပဲခြာနေတော့တယ်တန့်ကျတဲ့ကြောလုံးမှာတန့်ရှင်းနေတာပဲတဲ့အဲ့တော့တည်တော့နတ်ပြည်ရောက်သွားတာအဟုတ်နတ်ပြည်ရောက်တဲ့အခါမှာဆရာတော်ကြီးလာအိမ်မက်လာပေးတယ်တဲ့တပည့်တော်အရှင်ဘုရားကျေးဇူးကိုဘယ်တော့မှမမေ့တော့ပါဗျာအရှင်ဘုရားကတပြောတာတပည့်တော်ကိုအဲ့ဒါနတ်ပြည်တော့ဗာများပြောလဲလို့လက်ဆက်တော့တပည့်တော်သိချမ်းသာတဲ့နတ်စည်းစိမ်ကိုရသွားပြီဗျာအဲ့ဒါလို့ပြောတဲ့ဟုတ်လားဒါကြောင့်လူရှိလူခင်ပေါ်တယ်အဲ့ဒီတပည့်စီလိုက်ရတယ်နတ်တွေရှိခင်နေတဲ့ယောဂတွေတန်ရှင်းနေတဲ့ရုပ်စင်အင်္ဂါလပ္ပတင့်နေတဲ့ဟုတ်လားချမ်းသာနေရတဲ့အကျိုးတွေဘာမဆိုပေါ့လေကုသိုလ်တစ်ခုလုပ်ရင်တော့ထိုကုသိုလ်ကြောင်းလေးရတရားဓမ္မတွေအကျိုးတွေရှိနေပြီသားဟုတ်လားအကြောင်းရှိအကျိုးရှိတာကိုအဲ့ဒီအကြောင်းတွေကဘယ်လိုပြုလို့တဲ့အကြောင်းကြောင့်ဘယ်လိုအကျိုးတွေရှိတယ်ဘုရားတာမြတ်စွာဘုရားကဒါဒီဝဋ္ထုတာရကတွေနဲ့အဓိကထောင်ပြီးဟောပေးခဲ့တာကိုညာကံလန်းသွားကိုပြောတာနော်အေးကံလန်းသွားညံလန်းသွားဆိုတာကတရားဓမ္မတွေအခုတို့ခန္ဓာကိုညံစိုက်ကြည့်နေတာရှင်ပေါ့ဟုတ်လားခန္ဓာကိုကံလို့လည်းလုပ်ရတယ်နော်ညံလို့လည်းလုပ်ရမယ်နော်ဟုတ်လားဟာညံလို့ဒီတရားအထုတ်ရင်အကုန်ပြီးတာပဲလို့မလုပ်နဲ့ဘူးတရားအထုတ်ပြီးတာပဲတရားရဖို့သာအရေးကြီးတယ်နောက်ဟာတွေချင်းချင်းသာနေရမယ်ကိစ္စမရှိပါဘူးသုဘဗုဒ္ဓလူနုကြားဘူးတယ်မဟုတ်လားသောတာပန်ဖြစ်ပေါ်တာလူနုကြီးကတထောင်စားနေရတာအတိတ်ကပိကဆွန်ကြမရှိခဲ့ဘူးလေတထောင်စားပြနေရတာတထောင်စားဘဝနဲ့ပဲဘုရားထံမှာတရားလာပြီးသောတာပန်ဖြစ်သွားချသူဒီတဘဝတော့သူဆင်းရဲမှာပေါ့တဘဝတော့ဆင်းရဲမယ်ဘလောက်ထိစမ်းသပ်တယ်လဲဆိုတရားမင်းကိုယ်တိုင်ကပရိသတ်တွေပြန်သွားပြီးတရားနာပဲသူတယောက်တည်းကြံလိုက်တယ်တောင်ညာလက်အုပ်ရှိပြီးတော့ခန္ဓာကိုညံဆိုင်ပြီးကြည့်တယ်တရားမင်းကပုံနာကြီးတို့ဖန်ဆင်းပြီးတော့အေးသုဘဗုဒ္ဓလူနုကြီးတဲ့မင်းဆင်းကလည်းဆင်းရဲတဲ့အနုကြီးကလည်းရှိမင်းကွာဖះနဲ့မှမင်းဘာလို့လဲတို့ကျွန်တော်ဖះကိုဥချနေတာပါမင်းဖះမဟုတ်လို့ငါပြောရဲလားမင်းဖះမဟုတ်လို့ပြောတရားမဟုတ်တန်ခါမဟုတ်လို့ပြောမင်းကိုလေအင်ကြီးရတက်ကြီးတာကြီးတဲ့ငါပေးမယ်ပစ္စည်းဥစ္စာတွေတက်တက်လုံးစားမကုန်တော့ငါပေးမယ်
မင်းမဟုတ်လို့ပြောဖယားမို့တရားမို့သံဃာမို့လို့မင်းပြောအဲ့ဒါလို့ဆိုတော့သုဘဗုဒ္ဓကသောတာပန်ကိုသောတာပန်ဆိုတော့တရားဓမ္မတွေ तू ခိုင်းတာလုံးမလားဒါကြောင့်ခိုင်မြဲသွားတယ်ဆိုတာအဲ့ဒါပြောတာပစ္စည်းလက်လာပါနဲ့6ပင်ညာမြောက်ပင်ညာတော့လဲမကြောက်တော့မလိုတော့အဲ့ဒီတည်းမှာသောတာပန်ဆိုတော့စစ်ချင်းအရေးကြတယ်ဒါလူမဖြစ်နိုင်ဘူးဒါတရားမဖြစ်နိုင်တယ်စစ်ချင်းထုတ်ပေါ်ပြီးတော့သုဘဗုဒ္ဓလူကတရားမင်းကြီးတဲ့သင်လိုပုဂ္ဂိုလ်တူးမပြောနဲ့ကျုပ်ကို100လောက်လာပြောရင်လည်းသင်စကားနားမထောင်ဗုဒ္ဓမေတ္တရဏအဉ္ဉဏတိဓမ္မမေတ္တရဏအဉ္ဉဏသံဃာမေတ္တရဏအဉ္ဉဏတိဗုဒ္ဓသရဏကိစ္ဆာမိဓမ္မသရဏကိစ္ဆာသံဃာသရဏကိစ္ဆာမိဒါကိုရှင်းရွတ်လိုက်တာအဲ့တော့ तू အဲ့ဒီစကား तू ပြောလိုက်တဲ့ခါကျပုံနာတရားမင်းပုံနာကြီးကအသာလေးခြောင်လိုက်ဘုရားနက်ကမြတ်စွာဘုရားသုဘဗုဒ္ဓကြီးကဒီလိုပြောတယ်သူတဏ္ဍာထဲမှာတရားတွေ့သွားပြီပေါ့ဗျာဟုတ်တယ်တရားမင်းကြီးတဲ့သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်ကဘယ်တော့ယရဏသုံးပါးနဲ့ပတ်သက်ပြီးအသက်နဲ့လှဲပြီးတော့စောင့်ချောက်ကိုးကွယ်သွားပြီဘုရားမတရားမသံဃာမတပတ်ဘာမှမရှိတော့ဘူးဆုံးဖြတ်ချက်ရဲသွားပြီဆုံးဖြတ်ရဲသွားပြီသူ့လို့ကိုမရှိတော့လားဝိကတကရံကတော့ဝိတာရစ္ဆပတ်တော့မရှိတော့နော်အပရပစ္စယောလောကမှာယုံမှန်တန်တရားတွေဘာမှမရှိတော့ဘုရားတရားသံဃာနဲ့ပတ်သက်ဒါကြောင့်နှလုံးသားနဲ့ဘုရားကိုဘာလုပ်လဲကြည်ညိုသွားပြီနှလုံးသားနဲ့ဘုရားကိုကြည်ညိုသွားတယ်အဲ့တော့သိလို့လူ1000ရာထောင်မကပြောနေသူဘယ်တော့မှနားထောင်မှာမဟုတ်ဘူးဩသောတာပန်ဒီလိုမြဲသွားတာကိုနားလဲတယ်နော်သောတာပန်ဆိုတာဘာမြဲတယ်ဘုရားပေါ်မှာတရားပေါ်မှာသံဃာပေါ်မှာပြီးတော့5ပါးသီလပေါ်မှာဤအင်္ဂါ4ပါးတို့ဖြင့်ပြည့်စုံသွားပြီဆိုရင်အဘယ်တကားပြပြီသားမှတ်ဟုတ်လားဒိဋ္ဌိနဲ့ဝိသိကိစ္စမရှိတော့ဘူးလေဟုတ်လားငါဆွဲเสียမရှိတော့ဒီခန္ဓာကိုဘယ်ရှင်ကြည့်ကြည့်ငါအဖြစ်နဲ့သိမ့်ပိတ်ပါဦးမလားပုဂ္ဂိုလ်ဖြစ်နဲ့သိမ့်ပိတ်ပါဦးမလားငါပိုင်ဆိုင်သောပစ္စည်းဥစ္စာတွေပဲလို့သိမ့်ပိုက်ပါဦးမလားသို့တော့ကိုယ်ကအတိတ်ကံကြောင့်ရရှိထားတဲ့ပစ္စည်းဥစ္စာဂုဏ်ဏနာတွေကြတော့အတိတ်ကံကြောင့်လားယုံနေတာအိုးစားမကွဲခင်မှာငါစားစရာတောက်စရာနေစရာထိုင်စရာရှိနေတာပဲငါဇနီးမယားသမီးသားမိသားစုတွေရှိနေတာပဲအတိတ်ကံတရားသူတို့နဲ့တွေ့ကြရတာဆိုညာသို့တော့တနေ့ကျရင်ရှိကသွားတဲ့ပုဂ္ဂိုလ်နဲ့နောက်ကလိုက်ရတဲ့ပုဂ္ဂိုလ်ဒါပဲထူပါတယ်ဟုတ်လားဘာနဲ့ပါရှိတယ်ရှိကသွားမဲ့ပုဂ္ဂိုလ်နောက်ကလိုက်ရမဲ့ပုဂ္ဂိုလ်ဒါပဲရှိတယ်အားလုံးတော့လောကကြီးကိုနောက်ခိုင်းရမှာပဲခွဲခွာကြရမှာပဲအဲ့လောက်ပဲချက်တဲ့ကျင်နာတဲ့တွေ့တာတဲ့မျက်နှာတဲ့ရှာမအယုမရှိနဲ့ဘယ်လိုပြောတနေ့ကျရင်ဗန်ဖြစ်ရသေခြင်းတရားကိုရင်ဆင်ကြမှာပဲဟုတ်ကဲ့လားဒါပေမဲ့သေမှာကြောက်ပါမလားအရိယာသူတော်ကောင်းတဲ့ဂိမ်းထားတဲ့ပုဂ္ဂိုလ်တို့ဒီသေမှာကြောက်ပါမလားဘာကြောင့်လဲမွေးလာကြတဲ့ကွာသေမလို့မွေးလာတာကိုလို့နားလည်ပြီးသားနာမကျဖြစ်ရင်လည်းပဲအဲ့ဒီယောဂဝေဒနာတန်ရတန်ရှိတော့အင်းနဲ့မော်တော့ညင်းညူခြင်းမရှိတော့ဟုတ်လားဝိပဿနာအကျိုးဒီတရားဓမ္မတွေသိတယ်မို့လားညင်ညိုမရှိသတိမမြစ်ချိန်နေသေးပြန်မျက်လာကြောစမနေပဲနဲ့တေလည်းမတောက်တဲ့ပုံနှံကင်းသည်ကျိုးရင်ဝိပဿနာအကျိုးဒီအဲ့ဒါလို့ဖြစ်တာတရားကကြည်ကြီးစုတည်များချတာဒါကြောင့်သာလျှင်ဘုန်းကြီးတို့ကလည်းပင်မခံပြီးတဲ့တရားတွေဟောတရားတွေပြဒီမှာရတဲ့အရှင်လေးတွေကိုအသုံးချသာသနာတော်အတွက်ဟုတ်လားဘုရားရှင်ကိုပူဇော်တဲ့သဘောပါဟုတ်ကဲ့လားဘာကြောင့်လဲဆိုရင်ပူဇော်ဖို့အတွက်သာသနာထဲမှာလူလာဖြစ်တယ်လေဘုရားသာသနာကိုမိခွင့်ရတယ်ဆိုတာကုသိုလ်ရှိလို့အတိတ်ကုသိုလ်ကံကောင်းလို့ဟုတ်ကဲ့လားကုသိုလ်ကံကောင်းနေတဲ့အချိန်မှာထိုကုသိုလ်ကံကိုထပ်ထပ်ပြီးပါလို့ရမယ်ကောင်းတဲ့မကကောင်းအောင်ကြိုးစားရမယ်ဟုတ်ကဲ့လားကုသိုလ်ကံရထားတဲ့ကုသိုလ်ကံကောင်းတဲ့အချိန်မှာနောက်တဲ့ကုသိုလ်တွေဒီထက်မှကကောင်းနေဖို့လိုတယ်အတိတ်ကကုသိုလ်ပါလာတယ်လေ
အတိတ်ကကုသိုလ်ပါရမီမျိုးစည်းပါလာလို့ဒီဘဝမှာဟောဒီတရားတွေအထုတ်ခွင့်ရတာဒီတရားတွေနဲ့သာသနာ့မှာနိစ္စခွင့်ရတာဘုရားသာသနာကြောင်းရင်ခံပြီးတော့ပစ္စည်းလေးပါးတွေပဲရှင်းမြောက်ထောက်ပံ့ခွင့်ရတယ်သီလကုသိုလ်တွေသမာဓိပညာကုသိုလ်ကောင်းမှုကိုကျင့်ကြံပွားများအထုတ်ခွင့်ရနေတယ်ဒါကကိုကံကောင်းတာနော်သူတော်ကတော့မပြောတတ်ဘူးဘုန်းတို့ကတော့ကိုယ်သိကျင်နေတယ်သိကျင်နေတယ်ငါလူဖြစ်ရကြုံနေတယ်ဘာဖြစ်လို့လဲဘာဖြစ်လို့လူဖြစ်ရကြုံနေတယ်ကုသိုလ်တွေအားရပါရပြုခွင့်ရလို့ဟုတ်ကဲ့လားကိုလည်းကုသိုလ်တွေယူတယ်ကိုလည်းနိစ္စတဲ့တရားဓမ္မတွေကိုလည်းကုသိုလ်တွေပြီးတယ်ညဝေခံစားကြဒီကုသိုလ်ကောင်းမှုတွေဘယ်အတွက်ရည်ရွယ်ချက်ကရှိနေတယ်နော်ရည်ရွယ်ချက်ရှိရတယ်နော်ကုသိုလ်ပြုတဲ့နေဤကုသိုလ်ကောင်းမှုတွေဘာဖြစ်ရပါလို့ဤဘဝကိုမတောင်းတာနဲ့ဟုတ်လားလိုချင်လို့မလူနဲ့လိုချင်လို့သီလသမာဓိပညာတရားကိုမဆောင်ချောင်းနဲ့မလိုချင်သောစိတ်ဖြင့်ဒါနသီလဘာဝနာကုသိုလ်ကောင်းမှုတွေပြုမလိုချင်လေရလေပဲမလိုချင်လေလိုချင်တဲ့ပုဂ္ဂိုလ်မရတော့ဘိန်းတို့ငယ်တုန်းကပဲဒီတိပုဂ္ဂိုလ်တငယ်ချင်းတွေရှိကြခဏတွေ့လို့ဟိုတလောကမွေးနေ့မှလည်းဆုံကြညောင်းဆရာတော့ဘာလို့အဲ့လောက်ထိဘယ်လိုဖြစ်သွားတာလဲအဲ့ဒါကိုတော့ကုသိုလ်လုပ်တာအများကြီးလုပ်နေတယ်ဒီဘာလို့အဲ့လိုလုပ်နိုင်တယ်လဲပြောလိုက်ကုသိုလ်ရှိလို့ဖရာလို့တပည့်ရလည်းအတူတူလေတပည့်လည်းကုသိုလ်ရှိတာကိုတော့ငါ့လောက်စာတတ်ထားမှမဟုတ်ပဲသူတို့စာတတ်ထားတဲ့ခိုင်ပေါက်တယ်သူစာအုပ်ကြီးနဲ့ခိုင်ပေါက်တယ်ကိုတော့စာမတတ်ပြင်မဲ့ငါ့လောက်စာမတတ်ပြင်ကိုတော့ဘာလို့အဲ့လောက်ထိဖြစ်နေကုသိုလ်ရှိတယ်ကိုတော်တဲ့တပည့်တော်ကုသိုလ်ရှိတယ်ဟုတ်လားလူတိုင်းလှုပ်ဖြစ်နိုင်လားဒီသာသနာအကျိုးပြုလုပ်ငန်းကိုယဟန်တော်တိုင်းလှုပ်ဖြစ်သလားလှုပ်လို့အောင်မြင်သလားအတိတ်ပါရမီမပါရင်ဘာကုသိုလ်မှလုပ်မရဘယ်လောက်ပိဋကသုံးပါအကုန်ဆောင်ထားပြီစီနော်ဘုန်းကြီးတို့ဝဲတို့ရေစရိုးဆရာတော်ဥဝါယမင်းတိပိဋကဆရာတော်ဘုန်းကြီးတို့ဆုံကြတယ်အမေရိကန်မှာဆုံကြကိုယ်နိုင်ငံတော့ကိုယ်ပြည်နယ်တွေမှာတော့မဆုံဘူးကိုယ်နိုင်ငံမှာကြမသူနိုင်ငံခြားရောက်မှဆုံကြတော့သူနာမည်ကလည်းကိုယ်ထက်လည်းကြီးပါတယ်သူဆရာတော်ကလည်းဥဝါယမင်းမြောက်ဦးဆရာတော်လည်းဥဝါယမင်းနှစ်ပါးဆုံကြသူဘာပြောလဲဆိုတော့နာမေသာတူတာဗျာကံမတူဘူးသူကဒီဘုန်းကြီးနဲ့ကျုံနဲ့မတူဘာကြောင့်လဲဆိုတော့အဲ့ဒါလာပြီးကုသိုလ်တွေပြိုင်ထိုင်နေတဲ့မှာကိုယ်စီလာတပုံကြီးလာလူနေကြတာသူကြလို့လူမဲ့ဘုကမရှိဘူးတော်ကွာကြတာလူတွေကလည်းအဲ့ဒါအမြင်ကပ်ဖို့ကောင်းတယ်ဘုန်းကြီးနေ၄ပါး၅ပါးထိုင်နေတာဟာတော့ကြကိုကလည်းအစွန်တို့ကိုလည်းခက်ငယ်ကိုထက်နှစ်ပါးသာငယ်တယ်နောက်ပုဂ္ဂိုလ်နဲ့ကြီးတယ်လာပဲအနာရောက်ဟိုဟာလာကတ်ဒါလာကတ်ဟိုဘက်ကိုဆရာတော်တွေတွက်ကတ်တော့မကတ်ဘူးဟိုဘက်မှာသွားလူပဲဟိုဆရာတော်ကြီးတွေတွက်ကတ်လေဟိုဆရာတော်ကြီးတွက်ကတ်ဒီမောင်တို့ဆရာတော်တွက်ကအရှင်ဖျက်ကိုလူဖို့လာတာဟိုဆရာတော်တွေလူဖို့လာတာမဟုတ်ဘူးဒုက္ခအနာရိယောဟုတ်လားအဲ့ဒါပြီးလဲပြီးရောပါလားနုမောရဏဟောပြီဆိုဆရာတော်ဟောပါဗျာကျုပ်ဟောလို့အရှင်ပြေမှာမဟုတ်ဘူးတဲ့ဒီဘွဲကမြောက်ဆရာတော်ဘွဲဖြစ်မယ်ဆရာတော်ဘာဖြစ်လို့မဟုတ်ပါဗျာအကုန်လုံးမတရားစကားနောက်ဆုံးနေဆိုတော့ဆရာတော်လည်းလုပ်ပေးပါသူကုသိုလ်လုပ်ပေးပါဗျာအဲ့ဒါသူကပြောပြတယ်လူချင်းအသက်ရှူခြင်းတူပင်ညာတော်လဲကံအကျိုးပေးထားခြင်းမတူတဲ့အကြောင်းဟုတ်လားထိုကံကိုပြိုင်လို့ရမလားပြိုင်လို့မရဘူးဟုတ်လားကုသိုလ်ကံအားကြီးတဲ့ပုဂ္ဂိုလ်ဟာအားကြီးသောအထောက်ပံ့တွေကအလူရဲ့ကြိုးပေးတာပဲဘုရားကတော့ပြောတယ်နောက်ဆုံးပစ္စည်းမဘဝိကပုဂ္ဂိုလ်တွေပေါ့နော်နောက်ဆုံးဘဝကံအကျိုးပေးထားတဲ့ပုဂ္ဂိုလ်တွေကျတဲ့အလူရဲ့ဘဝတဏ္ဍာကပြုတဲ့ကုသိုလ်ကောင်းအလူရဲ့ကြိုးပေးတော့တာပဲတဲ့အလူရဲ့ကြိုးပေးတော့တာပဲတဲ့သူကသူလှူပြရစီပန်တမ်းပြရစီလှုပ်ပြရစီကင်ပြရစီလိုချင်တာမှတော့လက်ညှိုးထိုးရချောင်းဖြစ်တယ်တဲ့ကုသိုလ်အားကောင်းတဲ့ပုဂ္ဂိုလ်တွေဒါနကုသိုလ်အားကောင်းတဲ့ပုဂ္ဂိုလ်တွေဟုတ်လားသီလကုသိုလ်သမာဓိပညာကုသိုလ်အားကောင်းတဲ့ပုဂ္ဂိုလ်တွေဖြစ်ရှင်တဲ့
လောကအကျိုးသာသနာအကျိုးတွေစိတ်တညာစီမံဖန်တီးလို့ရတယ်တဲ့နားလည်ပြီနော်ဒါကြောင့်မလို့ကိုပြောရတယ်ဩငါကုသိုလ်ရှိတယ်ကုသိုလ်ပြုခွင့်ရတယ်တကယ်ချင်းနေတွေ့တယ်သူတို့ကလည်းပြောကြပါတချို့တန်ဝိုင်းငါအော်တယ်တဲ့ရှင်ဘုရားခုမှအော်သလားတပည့်တော်ကစာသင်သောဘဝတုန်းကပဲစေတနာကောင်းတယ်ဘုန်းကြီးတို့ကြောက်ဖြူမှာညနေကြလို့ချင်းဦးစင်းတွေကိုရင်တွေကဆွန့်ခံအိမ်နေအဆင်မပြေဘူးဆွန့်ခံရတာအဲ့ဒါကိုရောက်တော့ကိုလာခေါ်တယ်ဦးစင်းခဏလာပေးပါဦးတပည့်တော်ဆွန့်ခံလိုက်ဖိတ်ပေးပါဦးဟိုဆရာတော်သွား6သူကခွင့်ပြုခြင်းမှာသွားလို့ရမှာကိုကသွားပြီးသွားလို့ရှိရင်အိမ်တိုင်းကလက်ခံတယ်သူလမ်းမှာပြပါအဲ့ဒီဦးစင်းတွေကတပည့်တော်နှစ်ခါကြပြီဒီအိမ်လာတာတစ်ခါမှလက်မခံဘူးကိုတော်ပါလို့လက်ခံတာကိုကအကျိုးကြောင့်ပြောပြတယ်လေဦးဇင်းတို့ဘယ်ကလာတယ်ဖေ။ဒီလိုဒကမကြီးဒကာကြီးဒီလိုရှိတယ်ဒီလိုရှိတယ်ဟိုမိဘအဝေးရလာကြတော့လဲဆုံးကဝေယဝိဆက်တဲ့ခက်ခဲရှိတော့စာသင်သားဘဝဆိုတာကဘယ်သူမှပါတာမဟုတ်ဘူးလေအမေလည်းမပါအဖေလည်းဆွေမျိုးမရှိမျိုးမရှိဆိုတော့အစဉ်ပြေအောင်ပေါ့သူစူးစမ်းဖို့အတွက်ဦးဇင်းကြွပါဗျာအိမ်နဲ့ဆယ်အိမ်ဖိတ်ဆယ်အိမ်တလုံးရကိုတော်ဒီမှန်တဲ့ဦးဇင်းတွေရောကိုရင်တွေရောလာလို့ချင်းဆွမ်းခံဖိတ်မယ်ဆိုအဲ့ကိုတော်ဥဟာမေနာသွားပေါ့သူပါအစဉ်ပြေတယ်ဟိုကံပြောတာနော်တပည့်တော်တို့လည်း၄၅၆ခါကြပြီဒီအိမ်ကိုလာဖိနေတာတစ်ခါမှမရဘူးကိုတော်ပါမှရတယ်ပြောပြတယ်ဘာကြီးမတူလို့ကံကြီးမတူလို့ကိုယ်တော်ကံရှိတယ်လေဒါအကုသိုလ်ကံရှိတဲ့ပုဂ္ဂိုလ်ကြတော့မလွယ်ဘူးရှင်သာရိပုတ္တရာတော့ဆွမ်းမရဘူးလောတကဒိဋ္ဌာကြောင့်ကြားဘူးတယ်မို့လားဆွမ်းခံခွာသူ့ခေါ်သွားတာနောက်ကပါကဲကွာကဲလက်ခဲ့ဆိုတက္ကရာမတွေတရားမှဆွမ်းလောက်မဲ့ပုဂ္ဂိုလ်မရှိဘူးတဲ့လောတကဒိဋ္ဌာကအကုသိုလ်သိများတာကိုနောက်ဆုံးကြတော့ဆွမ်းကအချိန်ကတည်းနဲလာတယ်ကဲကွာမင်းဇေယျမှာခဏနေခဲ့ပြီးတိုင်းပြီးတော့ကြွသွားတော့မှအလူရလာလူကြသူမပါတော့အကုသိုလ်ကံများရင်လည်းအဲ့ဒါလိုပဲယဟန္တာပုဂ္ဂိုလ်တော်မှဆွမ်းမရနိုင်ဘူးအကုသိုလ်များတဲ့ပုဂ္ဂိုလ်တွေပေါင်းပြီလို့ဟုတ်ကဲ့လားကံတရားဆိုတာဒကာဓမ္မနဲ့အောဝဲကောင်းတယ်နော်ဒါကြောင့်မြည်သည့်ပုဂ္ဂိုလ်မဆိုဘသူပဲပြောဘုန်းကြီးတို့ကတော့သုမနာသုတ်တံကိုအမြဲတမ်းအာယုံပြုသုမနာပဲယန္အတိတ်ကတ္တပဖေလေးနဲ့ယဟန်တော်နှစ်ပါးတတ္တသီလပညာတိပြည့်စုံတယ်တရားလည်းပြည့်စုံသီလလည်းပြည့်စုံသမာဓိပညာလည်းပြည့်စုံတယ်သို့တော်တပါးကဝါဒနာပါဒပေကံစွန့်ကြဲမှုကိုသိဝါဒနာပါတယ်တပါးသာပုဂ္ဂိုလ်ကသီလသမာဓိပညာရှိပြီးရောဘာမှအလိုတမ်းမလို့တည်လွန်သွားတဲ့ပြန်တော်မူသွားတဲ့အခါနတ်ပြည်မှာနတ်ခန္ဓာသွားရတယ်အသက်ပူရှိတဲ့ဟိုကိုတို့ရှိတဲ့ပုဂ္ဂိုလ်ကပေကံစွန့်ကြဲတဲ့ပုဂ္ဂိုလ်ကအစင်းပူလာတဲ့အသက်ပူရှိတဲ့ချမ်းသာကြီးတဲ့လောကကျိုးတဲ့ဆောင်းနေအင်းအားပလနဲ့ပြည့်တော့ဉာဏ်ပညာကြီးတဲ့အရှံရံတွေနဲ့အများကြီးအကျိုးဖြစ်တာထိုကံကြောင့်အကျိုးဖြစ်တာဟုတ်တယ်နော်သို့တော့အဲ့ဒီအကျိုးလုပ်တဲ့လုပ်တိုင်းမှာဒီလိုဖြစ်ရပါလို့ဤလိုဆူတောင်းတာတော့မဟုတ်ဘူးနော်ဘဝတိုင်းမှာဒီလိုဖြစ်ရပါလို့ဆူတောင်းတာတော့မဟုတ်ဘူးပြုတိုင်းသည်ဒုက္ခဝမှာကျွတ်လွတ်ရပါလို့ဒီစိပဲဒါပဲဆူတောင်းတယ်သူတို့ကကတ္တကိုဘုရားရှင်ဂေါတမဘုရားပွင့်လာတဲ့အခါမှာသူတို့အဲ့ဒီမှာနန်းတော်ထဲမှာလာဆုံကြတာတကယ်ချင်းနှစ်ပါးအဖြစ်ကလေဟောသီလသမာဓိပညာတော့စောင့်ရှောက်ပါရဲ့တပါးဟိုတပါးကသီလသမာဓိပညာလည်းရှိတယ်တရားပေကံစွန့်ကြဲမှုအားကောင်းခဲ့တယ်ပေကံစွန့်ကြဲမှုအားကောင်းတယ်သီလသမာဓိပညာလည်းရှိတယ်အိမ်ရှိမင်းရဲ့သားဖြစ်လာတယ်မြတ်ပခက်မှနေရတဲ့ဘဝသီလသမာဓိပညာလားစောင့်ကြောက်ပြီးပေကံစွန့်ကြဲမှုဝါဒနာပါတဲ့ကိုတော်တစ်ဖြစ်လဲပုဂ္ဂကျွန်မရဲ့သားသူ့ရဲ့ခလန်းလန်းလေးမှာဝါပခက်ထဲမှာမတူတာကံအကျိုးပေးခြင်းမတူတာအဲ့ဒါသုမနာတွေသူတို့9လအရွယ်မှာစကားပြောကြတယ်အိမ်ရှိမင်းရဲ့သားကလှမ်းပြောတယ်အနားမှာအခိုင်းစီတွေမရှိဓမင်းစားနေတဲ့အချိန်မှာတကယ်ချင်းမင်းကမပြောဘူးလားကတ္တဗဘုရားလက်တော်မင်းသီလသမာဓိပညာလဲလို့ပေကံစွန့်ကြဲမှုလဲပြုလို့ပြောတာဟိုလှမ်းပြောတယ်ဝါပခက်ကသူကမင်းလဲခန္ဓာ၅ပါးငါလဲခန္ဓာ၅ပါးပါကွာဟိုကပါရမတ်နဲ့ကင်ပေါက်တာဟုတ်လား
ဟဲ့ကောင်ငါကမြတ်ပခေမှာမင်းကဝါပခေမှာကြီးမင်းလည်းအာသုဘငါလည်းအာသုဘကွာလုံးပုံအဲ့ဒါနဲ့ကြိုက်ပေါက်အဲ့ဒါကိုသုမနဒေဝီလေးကချောင်းနားထောင်တော့ခွနဲ့နဲ့အရွယ်လေးကကောသလမင်းသမီးသုမနဒေဝီလည်းချောင်းနားထောင်အော်ပဲကောင်းနေတာဒါဖះကိုခြောက်ထားတယ်အကုန်သိမှာပဲဖះเจ้าကိုသွားတာဖះเจ้าကျိုးเจ้าခြောက်တာတော့ချက်သမီးသင်ကိုယ်တိုင်တွေ့ခဲ့သည်မဟုတ်လားအဲ့ဒါဟာလေကတ္တဗဖះချင်းကတငယ်ချင်းယဟန်တော်နှစ်ပါးဟာဒီလိုသူ့ရဲ့အတိတ်ကြောင်းပြန်ပြောင်းပြီးတော့ဟောလိုက်တာမြတ်စွာဘုရားဒါဆိုရင်တဲ့သူတို့အကိုပြည့်စုံတဲ့သာသနာတဲ့ဝင်ရောက်ရင်ရောဘုရားသူတို့ဟာဘယ်လိုထူတာသာသနာဝင်ရောက်ပစ္စည်းလေးပါလူလေးသိမရှိကွာဘေကံစွန့်ကြအားကောင်းတဲ့ကိုပုဂ္ဂိုလ်ကမပင်မကံကစီနေတဲ့ကိုတော်ကဆင်းရဲတယ်ကစီနေတဲ့ကိုတော်တွေဘာဖြစ်တယ်ငါကိုတော်တွေကြားလားကိုတော်တွေကစီမနေနဲ့တပည့်တော်ကိုကြည့်ကစီမနေဘူးအများကြီးရတယ်အများကြီးလူရတယ်ဟုတ်လားတခုတရားဓမ္မတွေတခုလှူလိုက်ပြီဆိုငါဘာလှူလိုက်မယ်စိတ်ကလှုပ်ပြီးသားတရားဓမ္မတွေဘာလို့ဖြတ်ခင်းအာရုံပြုလိုက်ပြီဘာလို့လဲစိတ်ကဒီတိုင်းပဲရှိတာကိုသိစိတ်တမဲ့ဘာလို့တော့မရှိဘူးဖယားချင်းကိုအကြောင်းရင်းခံပြီးတော့တရားဓမ္မတွေကုသိုလ်ရအောင်ငါလုပ်ပေးမယ်တရားဓမ္မတွေကုသိုလ်ဖြောင်းငါအကျိုးစားပေးမယ်မြန်မြန်ကုသိုလ်ရအောင်လုပ်ပေးမယ်ဒီစိတ်ပဲရှိတယ်ဒီစိတ်ပဲရှိတယ်တာယာမဲ့ဒီပစ္စည်းဥစ္စာနဲ့ပဲရလာတဲ့လက်လာပါနဲ့ပဲတာယာမှုစိတ်မရှိဘူးကုသိုလ်လုပ်ပေးမယ်တရားဓမ္မတွေငါအကောင်းဆုံးဖြစ်အောင်လုပ်ပေးမယ်အဲ့ဒီစိတ်ရှိတော့တရားဓမ္မတွေကိုစေတနာကပန်းနေတယ်လေစေတနာမှန်တော့ဘာဖြစ်တယ်အကျိုးပေးမှန်တာပေါ့ဗျာရှင်းရဲ့လားဒါကြောင့်ရတာမှငငယ်လေးကဘုန်းကြီးတို့ကဘုန်းကြီးတော့ရဆောက်တည်ဖို့အတွက်ကနည်းနည်းကိုယ့်အကြောင်းလေးနည်းနည်းပြောအောင်မယ်သူများအကြောင်းမပြောရင်မှားချင်မှားတတ်တယ်ကိုယ့်အကြောင်းနည်းနည်းလေးတရားဓမ္မတွေမှာနည်းနည်းလေးကြွားအောင်မယ်ပေါ့လေအဲ့တော့ဘုန်းကြီးပရိယတ်တိစာသင်တိုက်ကနေပြီးတော့ထွက်တော့မယ်ငါတရားအထုတ်တော့မယ်ဆိုပြချပြီးတော့ဘုန်းကြီးမှာတက်တာနှလုံးရှိတယ်တက်တာအကြီးကြီးရှိတဲ့တက်တာတွေမှာသင်္ကန်းတွေကလည်းအပြင်းနဲ့ပိုဝတ်တဲ့ကကိုအမေကလူတဲ့တက်ထွတ်သင်္ကန်းဆိုစပက်ရှယ်အယောင်ဝင်းထင်နေတာအမေကဝင်းဝအောင်မှကြိုက်တာတက်ထွတ်သင်္ကန်းတွေဖောချန်သင်္ကန်းတွေဟိုတို့ကနာမည်ကြီးတဲ့အဲ့သင်္ကန်းတွေဖောချန်တို့လှန်ကြီးသင်္ကန်းတို့နောက်အုံလက်ဖောသင်္ကန်းတွေလာပဲထူကြီးတွေဝဲလူတာဒါတွေပဲဆိုတော့အားလုံးကိုလှူပြစ်တယ်စီဝိုင်းစီလေးတစ်စုံစီဝိုင်းဒီပိတ်သင်္ကန်းလေးတစ်စုံပဲအဲ့ဒါတစ်စုံယူပြီးဒုက္ခလို့ထင်တယ်တပိတ်တုံနဲ့အဲ့ဒါနဲ့ယူပြီးထွက်သွားအကုန်လှူပြစ်တယ်ဘာမှမကြံလှူပြစ်တယ်ကဲ့တော်ပြီဒါတွေဟာကိုတို့လှုပ်ဖို့လို့ရထားတာအဲဆရာတော်တို့စာချဘုန်းကြီးတပါးကဘာပြောလဲကိုတော်လှူလို့ချီကိုတော်ဘာဝင်ပါလဲကိုတော်အမိဖေကလှူထားတာအဲ့ဒါဘာလို့ဖြစ်မှာဒါတွေပြောလို့ကိုတော်အမိဖေကပြဿနာချမှာပေါ့တပည့်တော်ကိုပိုင်သူတို့ကပြီးပိုင်လှူထားတာတပည့်တော်ပိုင်တဲ့ပစ္စည်းကိုတပည့်တော်လှူရင်ဘာမှအပြစ်မရှိဘူးဖေဟာအရှင်ဘုရားဒီသင်္ကန်းလှူခြင်းလားပြောတပည့်တော်ဘုရားပြစ်ထားတဲ့သင်္ကန်းကိုဝတ်ပြီးတော့အဲ့ဒါတော့မလုပ်ပါနဲ့ငါချင်ရဲ့ကုသိုလ်လုပ်တာပြောတာဟုတ်လားလောကမှာကုသိုလ်စိတ်ရှိရင်သူစေတနာကဘာဖြစ်တယ်ကျူးပေးတယ်ဘယ်ကိုထိကျူးပေးမှလဲလို့မေးရင်ဘုရားရှင်ကတော့ပြောတယ်အရဟတမညာဖွညာထိတယ်နော်ဒီသုမနာသုတ်တံမှာတော့အဲ့ဒီသာသနာနဲ့ရောက်လို့မြတ်စွာဘုရားတဲ့တရားအားထုတ်လို့ယဟန္တာဖြစ်သွားရင်ကောထူပါသလားထူပါသလားယဟန္တာဖြစ်ရင်တော့ငါဘုရားထူတယ်လို့မပြောဘူးချစ်သမီးယဟန္တာဆိုမှန်တယ်မြတ်ကိလေသာတွေအကုန်လုံးငြိမ်းသွားတဲ့တွေ့တာကြောင့်အတူတူပဲသုမနာဒေဝီလေးကဘာလျှောက်လဲဆိုတော့မြတ်စွာဘုရားဘေးကံဆွမ်းကြဲမှုကလူဖြစ်စီယဟန်ဖြစ်စီအများကြီးရှိရမှာပေါ့ဗျာဟုတ်တယ်ချစ်သမီးညာတချို့ကိုတော်တွေကဘာပြောလဲဆိုတော့အရှင်ဘုရားကိုသီလသမာဓိပြန်စောင့်သိပြီဒါတွေအရှင်ဘုရားမဟုတ်ဘူးလေလှူလို့ရတဲ့ကုသိုလ်အနည်းလေးတရားအထုဒီတဲ့ကုသိုလ်ရတာပေါ့ဒါလည်းတက္ကန္တသူ့တဲ့ကန္တကိုခွဲလို့ရဟုတ်တယ်လားကိုယ့်ရဲ့တဏ္ဍာထဲမှာကိုယ်တဏ္ဍာထဲမှာကုသိုလ်စိတ်ကလေးတွေအမြဲတမ်းကိုသီလသမာဓိပညာကိုလည်းပဲကိုကအမြဲတမ်းကိုစောင့်ရှောက်ထားတယ်ပြီးတော့ဒေဂရမတွေလှူဒန်းတဲ့သူပစ္စည်းဥစ္စာလေးတွေကိုလည်းဘာလို့မျှဝေခံစားတယ်ကိုယ့်တဲ့ဆင်းရဲတဲ့ယဟန်တော်လေးတွေနော်ဘုန်းကြီးတို့ဟိုတော်တော်ကဒီမှာမွေးနေ့မှာကြံလိုက်တဲ့အချင်းတောင်အလုံး100ဟိုစစ်တွေယူသွားတာမလောက်လိုက်ဘူးမလောက်လိုက်ဘူးဆိုတော့ဘယ်လိုလုပ်ရမလဲကအချင်းအကြောင်းကကိုတော်တို့မယူနဲ့တော့နောက်မှတပြီးတော့အကျွေးနဲ့ပြန်ဆက်မယ်အခုခဏလေးရှိပေးပါလူပေးလိုက်ရစိတ်မကောင်းဘူးအဲ့လိုမကြမ်းကိုကမလူလိုက်ရတယ်မပြည့်စုံဘူးစိတ်မကောင်းဘူးဓမ္မကြီးတွေကြားလားဘ
ယ်လိုကြားလဲကုံသွားတယ်လို့ပြောတာကုံသွားပြီလို့ပြောတာဟုတ်လားဘာတွေကုံသွားတယ်လူစီရတယ်ဟုတ်လားရှင်ထောင်ပြောတာနော်နောက်လူရှိသေးတယ်ဘုန်းကြီးတို့ကထိန်မှာစဉ်းစားထားတယ်စစ်တွေမှာလည်းကထိန်သွားခင်မယ်အဲ့ဒီမှာတစ်မျိုးလုံးသံဃာတော်တွေကိုစဉ်းစားထားတယ်ရှင်ထောင်လေးတွေပေါ့နော်တချို့ဟိုတောမှာဆိုတော့မရှိကြဘူးလေရှင်ထောင်မရှိဘူးဟိုเจ้าမှာလာပြီးဝေယဝဲဆက်လာတော့ကိုရင်တွေမေးကြည့်တယ်ကိုရင်တို့မှာရှင်ထောင်လေးစောင်းနေရှိလားမရှိပါဘူးခင်ဗျာဒီဘက်သင်္ကန်းလေးခြုံလို့သင်္ကန်းကတော့20နှစ်ထက်ရှိပါတယ်ကဲဒီမှာလေးအချိန်မရွေးလာယူသင်္ကန်းတွေတော့ရှိတယ်ဒီမှာလာယူနော်အလိုရှိလို့ဦးစင်းကပြောထားတယ်လာယူနော်တပည့်တော်တို့ကောင်းလို့ထူထားတယ်ပြောရတယ်ရှင်ထောင်တော့ဆရာတော်ပဲရှိမလဲရှင်တော့ကြိုက်တာပေါ့ဒါပေမဲ့အောက်ခံသီးခံရတာပဲဩအဲ့တလို့လားအေးဒါဆိုဦးစင်းခဏလုတ်ပေးပါအောင်စီစဉ်ပြအောင်စီမံလိုက်ရနော်စိတ်ဟိုကိုယ့်ထက်မှာကိုယ်သာလျင်စင်စင်ရခံခြင်းနဲ့ကိုယ်နဲ့နိစ္စတန်ဃာတော်တွေကိုစင်စင်ရခံတာမကြိုက်ဘူးသူချမ်းချမ်းသာသာနေကြတာပဲဆက်တယ်ကိုယ်သာဆင်းရဲခံလိုက်ခြင်းတယ်ဟုတ်လားသူတို့လေးဒီချမ်းသာသာနေတာလေးကိုကြိုက်တယ်အဲ့ဒါကဘုန်းကြီးတို့ကငငယ်တုန်းကပဲဒီစေတနာရှိတယ်ကိုယ်သင်္ကန်းကောင်းနေဝေးရတယ်နော်ဟိုကိုယ်နဲ့ကိုယ်တငယ်ချင်းတွေပေါ့သူတို့အကောင်းလေးမဝေးရဘူးသူတို့ကမကောင်းဘူးကိုယ်ကချွတ်ပြီးတော့တူထမ်းလိုက်ရော့ကိုကအနွန်လေးနဲ့နေတယ်ဟိုပြန်တော်မူသွားတယ်ဒီဆရာတော်မဟုတ်ရဲ့ဟိုကိုယ်ကလည်းပြန်နှစ်ပေါင်း20ကျော်လောက်ပြန်ပထမရလဲဆရာတော်ကြီးဆိုရင်ဘာပြောလဲဆိုဦးစင်းရဲ့တဲ့ကို့အတွက်လဲခြံထားအောင်လေအကုန်လုံးမလုံးနဲ့လေမလှူနဲ့လေမမဖေဟာလှူရင်ရပါတယ်ဖေဟာမလှူရင်မရဘူးဖေဟာမလှူခြင်းမရတယ်ဖေဟာလှူခြင်းမရဘူးဖေဟာမှန်လိုက်တာကွာငါတပည့်မှန်တယ်ကြောလေးပွက်ပြီးတော့တကားတဲ့ဆရာတော်ကြီးကဂုဋ္ဌိတိပဲအာယုန်ထဲမှာစိတ်ထဲမှာရှိကုသိုလ်ဆိုတာလိုချင်တဲ့ပုဂ္ဂိုလ်မရဘူးဗျာမလိုချင်မှရတာစိတ်ကိုကလိုချင်တဲ့စိတ်မရှိဘူးလေဟုတ်လားကျန်တဲ့လောလုဘတဏှာမရှိဘူးကိုကဘာပစ္စည်းဥစ္စာငါလိုချင်နေဘာဖြစ်နေကိုကိုတိုးတော့ကိုကိုအကြောင်းရင်းကလူကြတယ်လူတဲ့ကုသိုလ်ကောင်းမှုကိုပြောကသာသနာတော်တဲ့အသုံးပြုတယ်သာသနာတော်အသုံးပြုဟိုတလောလုံးကဟိုတောင်ကြီးရောက်သွားတာတောင်ကြီးကရဟန်းတကာကဘုံဘုံသာနာပြီးလုပ်ငန်းအတွက်ပါဘုရားတပည့်တော်3,200လူပါမယ်။အော်အေးဖြတ်ဆိုသူပြောလိုက်တဲ့နဲ့ငါဟိုမှာမြေမျိုးမှာဆွမ်းသားကြောင်ဆောက်မဲ့နေရမှာအဲ့ဒီမှာ1,000လူစီတတိစိတ်ကရောက်သွားပြီပစ္စည်းကတော့ကိုယ်စီမရောက်သေးဘူး။နော်ပြီးလို့ရှိရင်တော့မှဘကိုးမှာဆောင်းနေတဲ့အဆောက်အဲ့ဒီမှာ1,000လူတွေတည်ပြီးရောနောက်နေရာတွေကြလို့ရှင်နောက်အချိန်ကြီးကြည့်တာပေါ့လေဟိုကုသိုလ်စိတ်ပြောတာစေတနာပြောတာဟုတ်လားစိတ်ကိုကအဲ့ဒါလိုဖြစ်တယ်အဲ့ဒါကိုကုသိုလ်ကောင်းမှုတွေဘာကိုလှူဒန်းပါတယ်ဘုရားသိမ်းမှာ2500သိန်း2000သိန်း3000ပေါ့လေအဲ့ဒီမေမျိုးเจ้าမှာဆိုသိန်း3000ကိုဆွမ်းသားเจ้าမတည်ပြီးတော့ဘုန်းကြီးကတရဲနေသွားမယ်အဲ့ဒီမှာသူတက်စီဆောက်လုံးကစနေသိန်း4500 5000လောက်ကုန်မယ်ပေါ့အဲ့ဒါကသိန်း3000လောက်ကိုရတဲ့နဝကမ္မတွေသိန်း3000တော့မပြည့်ဘူး2900လောက်ရှိနောက်300လောက်ရှိပြီ300လောက်ကလည်းအဲ့ဒီမှာပြီးသွားမှာပဲသူကနဲ့သူအဆင်ပြေသွားမှာပဲဟုတ်လားကိုကျိုးမှမဟုတ်ပဲသာသနာတော်ကြီးတွေကိုပံ့ပိုးပါဒီနေရာမှာသီလသမာဓိပညာတရားအားထုတ်မဲ့ပုဂ္ဂိုလ်တွေရှိလာမယ်အဲ့ဒီပုဂ္ဂိုလ်တွေရည်ရွယ်ပြီးအနာဂတ်ကိုရည်ရွယ်ပြီးတော့ကုသိုလ်လုပ်တာသာသနာပြုပေးတာဟုတ်လားကိုလောကမှာကုသိုလ်ဆိုတာသမိုင်းဆိုတာတရားဓမ္မတွေလူသေးတော်လဲကုသိုလ်ကမတည်ဘူးနော်နာမည်မတည်ဘူးနော်လူသေးတော်လဲကုသိုလ်သမိုင်းကမတည်ဘူးဒါကြောင့်မလို့တရားဓမ္မတွေအားလုံးပေါ့နော်ဟိုဘဝတသက်တာမှာမေးပြောက်လို့မရတော့ကုသိုလ်ကောင်းမှုလေးကိုနှလုံးသားထဲမှာပြည့်ဖြူအောင်ကြိုးစားနိုင်ကြပါစေကြိုးစားကြပါကုန်စို့လို့မေတ္တာပို့ရင်းနဲ့ကဲအစအချိန်စီပြီးတာတုအနုမောဒနာခေါ်ကြရအောင်ကဲကုသိုလ်တရားတွေရင်ဝင်ပိုက်ပြီးဆုတောင်းမြတ်ပြီးဝေကြမယ်ဤသို့ပြုရမတ္တခေမံဤနိဗ္ဗာန်ကိုဧကံထုတ်ချောင်းရောက်စေသောယနေ့ယခုအားထုတ်သမျှမြတ်ဘာကကိုမိဘဆရာမျိုးသားဟောင်းကိုမာဆောင်ချက်ကိုဆောင်နကအရင်စ
ရှိသမျှအလုံးစုံဘုံ31ဖြစ်ဖြစ်သမျှရှိရှိသမျှဝိနည်းရတို့ရကြပါစေပိငါဝေသည်မြောက်တွေသာတို့ခေါ်စေသောကုသိုလ်မြတ်ယူတော်မူကြပါကုန်လောအရိယာသူတော်ကောင်းတို့ဩသာအပ်သောမေတ္တာနှင့်ယနုတို့အောထုံးရသောကုသိုလ်ဟံသမျှတို့ကိုဝမ်းမြောက်ဝမ်းသာစွာဖြင့်သာဓုသာဓုကုသိုလ်အမြတ်ယူတော်မူကြပါကုန်လောပရိယာသူတော်ကောင်းတို့ဘုဒ္ဓအပ်သောမေတ္တာနှင့်ကျွန်ုပ်တို့အားထုတ်ရသောကုသိုလ်မှန်သမျှတို့ကိုဝမ်းမြောက်ဝမ်းသာစွာဖြင့်သာဓုကုသိုလ်မြတ်ယူတော်မူကြပါကုန်လောရိယာသူတော်ကောင်းတို့ဘုဒ္ဓအပ်သောမေတ္တာနှင့်သူအားထုတ်ရသောကုသိုလ်မှန်သမျှတို့ကိုဝမ်းမြောက်ဝမ်းသာစွာဖြင့်သာဓုအားလုံးကိုယ်စိတ်နဲ့ပြကြမှာချမ်းသာလို့တရားတို့တရားမြတ်ကိုလင်းမြန်သောသိဉာဏ်တို့ဖြင့်ရရှိခံစားနိုင်ကြပါစေ